အလူတွေလုံနေပေမဲ့စကားပြောရရှိုင်းလို့ဝေဖန်ခံရတဲ့မြတ်သူသူတရုံဆောင်မြတ်သူသူတို့ကတော့အရန်ချမ်းသာတဲ့ယောက်ျားကိုရထားပြီးစိန်ရွှေရတနာဆိုင်ဖွင့်လှစ်ထားတာပါမြတ်သူသူတို့ဇနီးမောင်နှံဟာမကြာခဏအလူတန်းတွေပြုတ်လို့လေရှိပြီးသူတို့ရဲ့စိန်ဆိုင်ကဝန်တန်းမိန်းကလေးတွေကိုအမွေစားမွေကန်နဲ့တရားဝင်မွေးစားခဲ့လို့ပြည်သက်တွေရဲ့ချစ်ခင်လေးစားမှုကိုများစွာရရှိထားပါတယ်မြတ်သူသူတို့ဇနီးမောင်နှံကအင်းငိမ့်စီတာကျောင်းတိုက်ကကိုရင်လေးတစ်ပါးကိုပြီးခဲ့တဲ့နှစ်ကလေးကရန်ခံပေးခဲ့ပြီးရသက်ပံပစ္စည်းလေးပါထောက်ပံ့လူဒန်းခဲ့ပါတယ်။အခုလေလာမင်းနှစ်တကူတချံကာလမှာအင်းငိမ့်စီတာကျောင်းတိုက်မှာရဟန်းတန်ဃာတွေကိုရှင်ပြုပေးမယ့်အလူအတွက်ကျပ်သိန်း150ကိုလူဒန်းခဲ့ပါတယ်။အဲ့ဒီလိုလူရမှာပြည်သက်ချို့ကတကယ်လိုအပ်တဲ့နေရာတွေနဲ့ချို့တဲ့သူတွေကိုလှူပါလားအလူပန်းပြပြီးကြွားကျင်အောင်တက်တက်နဲ့မလိုအပ်တဲ့နေရာလှူနေတာဆိုပြီးဝေဖန်နေကြတာကြောင့်မြတ်သူသူကပြည်သက်တွေကိုရန်တွေ့တဲ့စကားဆိုလာခဲ့ပါတယ်။အစည်းအစံရှိတဲ့ဆရာကြီးဆရာမကြီးများကိုယ့်ဘာသာရှာထားတဲ့ပတ်စံတွေမို့လူကျင်တဲ့နေရာလူမှာပေါ့ဘသူပတ်စံမှမပါပါဘူးအကုသို့ဝင်မယူကြပါနဲ့ခုနှစ်သားသမီးတွေကိုထပ်တူကုသို့ရစေခြင်းနဲ့အကိုတို့မတို့လည်းအကိုတို့ရှာထားတဲ့ပတ်စံကိုလူကျင်တဲ့နေရာလူကြပုံလို့ရေးသားထားခဲ့ပါတယ်။သူမဝေဖန်တဲ့ပြည်သက်ချုပ်ကိုဆက်ဆက်တိမကန်တုံ့ပြန်ရန်တွေ့ထားတာမို့ပြည်သက်တွေကတော့မြတ်သူသူကိုရိုင်းနေစွာတယ်လို့ပြောနေကြတာပါ။အလူတန်းနေလုံနေပေမဲ့လည်းစကားပြောမတက်လို့ဝေဖန်ခံရတဲ့မြတ်သူသူအတွက်ပြည်သက်ကြီးတို့ရဲ့ထင်မြင်ချက်တွေကိုလည်းရေးသားပေးခဲ့ကြပါအောင်ရှင်။